ငါအခုကိုပြန်ကျင်တော့ဆွဲရလဲကြီးတာကိုဝိုင်းရှိတာလာကြီးပွဲကူအောင်ပါလေမပြန်လို့ဘယ်ရကြောက်ပုံဖြစ်ဖြစ်ခဲပုံဖြစ်ဖြစ်ရောငါဘယ်မှကူကျင်မငါဒီမှာပဲနေတော့မှမဟုတ်သေးဘူးလေကိုရအဲ့လိုခဏနေရင်စိုင်းကြီးသိမ့်ပြီးတော့ဘာဖြစ်တာတော့မင်းကဆိုင်ကြီးသိမ့်ပြီးတော့တစ်သားတွေကာဝတ်တင်မှာပေါ့ဟုတ်ပါဘာဖြစ်တာတော့ကြည့်လိုက်ကြည့်ဂျွာနဲ့တားချစ်တာတမို့ပါဘူးကိုရဆိုင်ကားကြီးကိုကျွန်တော်တို့ဆိုင်ကားကြီးနဲ့ဘူးဆိုကားဖို့ဆိုင်နေရုပ်ပြီးတော့မင်းတို့တစ်သားတွေကာဝတ်တင်မှာပေါ့အေးပေါ့ပြင်ပြီးမှပြန်ရမှာလေကိုရဟောကျုံဂျွာနဲ့ခွဲရမှာကြောက်နေတာအခုတစ်သားတွေမှကြောက်လို့အလေးနေပါပါပေါ့ဆိုင်တယ်လိုက်ပြီးမငါလို့ရမှာမချင်ဘူးငါအိမ်သားတဲ့ထိုင်နေမှာနေလို့ပြီးမှထွက်လာမှာချင်းနာရှူပြီးအီဖိုးဖိုးတော့ပါသေးဗျာအိမ်သားလေးကဲကိုင်းချီကဲတတိပြပြနဲ့အားလုံးပဲပြည့်စုံကြပါစေတဲ့ဟဲ့လားကဲတော့ဒီကနေ့ဒီအလူတော်ပင်္ဂလာပွဲကြီးပြီးတဲ့နေ့မှာဆိုရင်အားလုံးရနာစိတ်ရွှေတွေပေါ်များနိုင်ကြပါစေတဲ့ရွှေလိုချင်ရွှေတွေဖြစ်ကြပါစေငွေလေးချင်ငွေတွေဖြစ်ကြပါစေဆိုပြီးတော့ဟောဒီမြစ်တာစီတက်ရွာလုံးပဲတထေးဝါဒတွေဖြစ်ကြပါစေတဲ့ဘုမကဆွတ်တမ်းမတန်လေးပို့တာပေးခဲ့ပါရစေရှင်ရေရနာခဏပါရဲ့နဲ့မာချာကလည်းစီမေစေရဒါနာမလဲမင်းပွေးပါသွားမယ်ကွယ်ရေရနာခဏပါရဲ့နဲ့မာချာကလည်းစီမေစေရဒါနာမလဲမင်းပွေးပါသွားမယ်အပေါင်းတဟာရမြရဲ့နဲ့ကောင်းတာကိုမဆာမယ်နာနာရှိကိုမင်းလာရရဲ့တထေဝါရာကိုကျမပြောပြလိုက်ပါရောမင်းဘုမကိုစောမင်းနေဘော်လီ